ဒီနေ့မနက်ဆက်စားဖို့လမ်းထိပ်ကအီချာကွေးဆိုင်တွေ့ခဲ့တယ်။ပေါက်စီလဲရောင်းတယ်။အရမ်းမိုက်တယ်ဒါပေမဲ့လမ်းမှာမနေနိုင်လို့ထစားလိုက်တယ်။ဒါကတော့အီချာကွေးကိုညှက်ပါမယ်။ချင်းမိုင်မှာဆိုရင်ပုံမှန်အတိုင်းကအီချာကွေးတွေကတိတိလေးတွေပဲပေါ့နော်။ဒီဆိုင်နဲ့ဆိုင်နဲ့အရှိကြီးမြင်ဘူးသေးတယ်။ဆိုတော့နောက်တစ်ခုကကြတော့ပေါက်စီဖြစ်ပါတယ်။ပေါက်စီကတော့ပဲပေါက်စီဖြစ်ပါတယ်။ပုံမှန်ဆိုအီချာကွေးကလက်ဖိတ်နဲ့လိုက်ပင်မယ်ကျွန်မအကြိုက်ဆုံးဖြစ်တဲ့ဒီကော်ဖီလေးနဲ့ကျွန်မတောက်ပါမယ်3-1ကိုတိတ်မတောက်ဖြစ်ပေမဲ့ဒီကော်ဖီကိုတော်တော်ကြိုက်တယ်ဒီစက်ကအားလုံးရင်းနေမှာပါကော်ဖီမတောက်ဘူးရင်တော့မှတခြားလုံးတော့စားဖြစ်မှထင်တယ်ဆိုတော့ဒါမက်ကီယာတိုပေါ့နော်အရင် rich ဖြစ်တယ်ကျွန်မရဲ့အကြိုက်ဆုံးပဲပေါ့နော်ဒီမနက်ခင်းကတော့တတရရပဲ view လေးကိုကြည့်ရင်ကော်ဖီလေးကိုတောက်ရင်ကြာကွေးလေးစားရင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့နဲ့ခင်းလေးဖြစ်ပါစေနော် bye bye